ဒီနေ့ကတော့ကျွန်တော်တို့ဒီအသက်ရှင်ကြံရစ်သူမရှိတော့တဲ့အခါကျတော့ကျွန်တော်ဒီစောက်ဦးရှင်းနေနဲ့ကြံခဲ့တဲ့ဒီတက်ပေါ်တွေပေါ့ဗျာစိတ်မကောင်းစရာပေါ့ကျွန်တော်တို့ဒီတန်ဃာတော်တွေအများကြီးဆုံးရှုံးလိုက်ရတာပေါ့ဒီတန်ဃာတော်များရဲ့ရုပ်ကလပ်တော်တွေကိုကျွန်တော်ပြန်ပြီးဆွဲထုတ်ပေါ့ဒီမှာကျွန်တော်တို့တမစရိယဆောင်ပွဲဖြေကန်ဒီမှာမင်းကုန်းဝေတဲ့အချိန်မှာပဲကျွန်တော်ငလင်းလှုပ်လိုက်တယ်လှုပ်လိုက်တဲ့အခါကျတော့ဒီစာဖြေကန်ကလည်းထပ်ပေါက်တစ်ပေါက်ပဲရှိတယ်အဲ့ဒီကိုရုပ်တရက်ထားပြီးစုပြုံတိုးတဲ့အခါကျတော့အဲ့ဒီမှာတိုက်ကလည်းရုပ်တရက်ပြိုကျပြီးတော့အားလုံးပြီးပြီးတော့လွန်တော်မူရတဲ့အနေအထားရှိပါတယ်တချို့တွေဆိုရင်လည်းတော်တော်တက်ရှင်ရဲ့တဘာမနီးအထိကြံပါတယ်ဒါမဲ့တွေးလွန်နေတာရယ်ရက်ကြာသွားတာရယ်နဲ့ကျွန်တော်တို့လက်လျှော့လိုက်ရပါတယ်မနေ့ကကျွန်တော်တို့ကဲထုံနေစင်းမှာပဲလွန်တော်မူသွားပါတယ်ခင်ဗျအဲ့ဒါတော့စိတ်မကောင်းစရာပါနော်ဒါကျွန်တော်တို့တန်တိုင်းကိုစူးစမ်းပါတယ်နိုင်ငံအဖွဲ့တွေလည်းရောက်လာပြီးစူးစမ်းပြီးမယ်ဘလို့မှမရတော့ပါဘူးအဲ့ဒါလေးရှိပါတယ်နောက်ဒီမှာတော့စာဖြေအားလုံး250အဲ့တော့ရှိပါမယ်တက်ရှိတင်ရှားပြန်ပြီးတော့ရလိုက်တာပေါ့နော်တချို့တွေဒီတန်ရာနဲ့ထိခိုက်တန်ရာနဲ့ပေါ့အဲ့ဒါကတော့ကျွန်တော်တို့ဒီ85လောက်ပဲရပါတယ်ကျန်တာတော့တော်တော်ကြီးကိုထိခိုက်သွားတော့ဒါကျွန်တော်တို့အတွက်ကြီးမားတဲ့တာတာတော့တက်ဆုံးရှုံးမှုပေါ့နော်အဲ့လိုလေးတော့ဖြစ်သွားပါတယ်ခင်ဗျာ